Hello မင်္ဂလာပါရှင်အခုမနှင်းပြပေးတာလေးကတော့တစ်ချက်သားဆွဲကြိုးလိပ်ပြလောကတ်တို့ကျဲလောကတ်တို့ငါးလောကတ်တို့ပါတာလေးတွေနဲ့အတူတခြားဆွဲကြိုးလေးတွေအစုံအလင်ပြပေးမယ်ရှင်ချစ်စရာလေးနော်ဖဲပွင့်လေးတွေလည်းရမယ်ကျဲလောကတ်လေးတွေလည်းရမယ်တန်ကွင်းဆက်ပုံစံလောကတ်လေးတွေလည်းရမယ်ရှင်ဆွဲကြိုးဒီဇိုင်းမျိုးစုံရပါတယ်ရှင်အသစ်တွေလည်းအများကြီးရောက်တယ်နော်ဒါဆိုလဲဒီဇိုင်းအသစ်ကလေးတွေဖြစ်ပါတယ်ရှင်ချစ်စရာလေးနော်ချစ်စရာလေးပါအကုန်လုံးလှတယ်ရှင်ကဲကြိုက်နေတဲ့တာတွေ့ရင်ပြောတော့ဖဲပွင့်လေးလည်းလှပါတယ်ရှင်လိပ်ပြန်လေးတွေလည်းလှတယ်ကျဲလေးတွေလည်းလှတယ်ငါးရုပ်ကလေးတွေလည်းလှတယ်ရှင်လိပ်ပြန်လေးဆိုရမ်းချစ်ဖို့ကောင်းတယ်နော်ချစ်စရာလေးပါဒီမျိုးစီလှပါတယ်ကိုကြိုက်နေတဲ့တာတွေ့ရင်အားပေးလို့ရပါပြီရှင်အကုန်လှပြီးတော့မနှင်းဝတ်ပြတာလေးလေပြပေးမယ်နော်ဆွဲကြိုးလေးကတော့ချစ်စမီလိုင်းအပြားလေးနဲ့လောက်ကတ်အသေးလေးပါဟန်ချင်းနဲ့အသေးလောက်ကတ်လေးပါတယ်ပန်းဖူးလေးပါတစ်ဆက်စာနှစ်ချက်သားဝတ်ပြလိုက်တာဖြစ်ပါတယ်ကြာရင်အားပေးလို့ရတယ်နော်ဟန်ချင်းလေးလှနေရောပဲခေထားဒီအကုန်လုံးတစ်ချက်သားတွေပါထူးထူးပြောမနေတော့ဘူးနော်လာလုံးအားကြီးတော့ဘယ်ဟာယူပြောလို့တော့မတတ်တော့ဘူးနော်ကျိုင်းနှစ်တက်တာလေးတွေ့ရင်အားပေးလို့ရပါပြီအကုန်လာပါတယ်ရှင်